ฮักแกเราไม่มิงลาบาเราชาวพียองลาพาลิเซชิกาบาเชยมาด้วยยองคุตลอบเนาะไม่เกเรเราเดวิลาดามยาบาเดอะทุตะเพียเองเราอยู่เองเราแล้วสิเดไม่อยู่แต่อยู่เองเราได้แล้วสิเดไม่อยู่แต่อยู่เองเราได้การบลูမျိုးလဲဆိုတထေတသမီးဟင်းချက်ပေးရတာတို့ပေါ့နော်နောက်ပြီးတော့ကလေးထင်းတဲ့လောက်ရှိမယ်လူကြည့်တဲ့လောက်ရှိမယ်အများကြီးဝင်လာတယ်ရှင်နောက်ပြီးတော့ပေါ့နော်ညီမလေးအလုပ်တင်လိုက်တဲ့အခါပဲဖြစ်ဖြစ်လူတစ်တွေဥပမာအခုမှတွေ့တယ်ပေါ့နော်ဗီဒီယိုဒီဥပမာတင်လိုက်တာကြာနေပြီအခုမှတွေ့တယ်ဒီအလုပ်လို့ချင်းတယ်တချို့တလေလူရသွားတာလည်းရှိတယ်လူမြတဲ့ဟာလည်းရှိတယ်အကြောင်းမို့အလုပ်လို့ချင်းတယ်ဆိုရင်ညီမလေးတို့ရုံးမှာအရင်လာလျှောက်ထားရတယ်ရှင်ဗတ်ရှိဖို့တော့လို့တယ်ပေါ့နော်ထန်းစကားတက်လာထန်းစကားတက်ရင်ထန်းစကားမတက်ရင်လို့စမတ်လို့ရလားဆိုပြီးတော့အမင်းများတယ်ရှင်ထန်းစကားမတက်ဘူးဗတ်ရှိတယ်ဆိုရင်အလုံးစမတ်ပေးလို့ရတယ်တော့ပေမဲ့ထန်းစကားမတက်ရင်တော့အလုံးရတဲ့ခြေခက်ခဲတယ်ရှင်ဘာဖြစ်လို့ဆိုတထေးတွေကတိတ်မယူကြဘူးထန်းစကားတိတ်မတက်ဘူးပြောနာမလဲဘူးဆိုရင်သူတို့တိတ်ပြီးတော့လက်မခံရှင်ကြဘူးအကြောင်းမို့ထန်းစကားလေးလာပေးဖို့ညီမလေးကတခုတောင်းဆိုချင်တယ်ပေါ့နော်ကဲအလုံးလာစမတ်ရှင်တဲ့သူတွေညီမလေးတို့ရုံးမှာအလုံးဝင်လာရှောက်လို့ရတယ်ရှင်ဒီနေ့တော့မိုးနည်းနည်းရွာတယ်ပေါ့နော်လာရင်ထီးပါယူလာခဲ့ကျေးဇူးပါ